မာလုံလန်စင်ကာပူနိုင်ငံသားအသက်20အရွယ်လူငယ်တစ်ယောက်တညတည်းနဲ့အမေရိကန်ဒေါ်လာ4သိန်းရနေပြီးတော့9သိန်းအထိ night club မှာသုံးဖြုံးနေတဲ့လူတစ်ယောက်ဒီပတ်စံတွေအလုံးကသူအမွေရခဲ့တဲ့ပတ်စံတွေလည်းမဟုတ်ဘူးသူ့ရဲ့လုံအားကလစာတွေလည်းမဟုတ်ဘူးအမေရိကန်သမိုင်းတွေကအကြီးမားဆုံးခရစ်တိုလိမ်လည်မှုတစ်ခုပြစ်မှုတစ်ခုမာလုံလန်နဲ့သူ့ရဲ့အပေါင်းပါဂျင်ဒီရဲ့ဆာရာနိုတို့ကGoogle ကဝန်ထမ်းတွေအပြင်ဟန်ဆောင်ပြီးတော့ hacking နည်းပညာအလွန်မြင့်မားလွန်းတာတဲ့လူတွေရဲ့စိတ်ကိုအသုံးချတဲ့ social engineering ဆိုတဲ့နည်းလမ်းကိုအသုံးပြုပြီးတော့လိမ်လည်ခဲ့တာပါ။ Lam တို့ဟာ crypto စတင်တဲ့ခေတ်ကတည်းကယင်းနှီးမြှုပ်နှံထားပြီးတော့ Bitcoin အများကြီးကိုကင်ထားတဲ့အလွန်ချမ်းသာတဲ့ investor တဦးကိုကြိုတင်ပြစ်မှတ်ထားခဲ့ပါတယ်။ဒီလူဟာ crypto အကြောင်းတွေကိုကောင်းကောင်းသိပေမဲ့ security အလန့်တွေကိုစိုးရိမ်တတ်တဲ့လူမျိုးပါ။သူကတော့ victim ပါ။ပထမဆုံးအဆင့်အနေနဲ့ Google account ခွင့်ပြုချက်မရှိဘဲအသုံးပြုဖို့စ조사နေပါတယ်ဆိုတဲ့ security alert email တွေကိုအကြိမ်ကြိမ်ပို့ခဲ့ပါတယ် VPN proxy စတဲ့ app တွေကိုအသုံးပြုပြီးတော့ပြည်ပကဝင်ရောက်နေတယ်လို့ပုံဖော်ထားတဲ့အတွက် victim ကတကယ်ဖြစ်နေတာလို့ယုံကြည်သွားခဲ့ပါတယ်Lam တို့ဟာ Google Security Code Verification Code တွေကိုအကောင့်ကာကွယ်ဖို့လိုတယ်ဆိုပြီးတော့ victim ကိုကိုယ်တိုင်ပြောခိုင်းခဲ့ပါတယ်အမှန်တရားက Google Gemini ဘယ်တော့မှဒီလိုမျိုးမတောင်းပါဘူးဒါပေမဲ့အကြောက်တရားကြောင့် victim ကတော့ပေးလိုက်ပါတယ် Security Code တွေကိုရပြီးတဲ့နောက် Lam တို့ဟာ Gmail, OneDrive တွေကိုဝင်ရောက်ပြီး Gemini အချိန်မှာ Bitcoin အများကြီးရှိနေတာကိုတွေ့ရှိခဲ့ပါတယ်နောက်ဆုံးအဆင့်အနေနဲ့ remote store software တခုကို security အတွက်ဆိုပြီးတော့ victim ကိုယ်တိုင်ကို download လုပ်စီခဲ့ပါတယ်ဒီအခါမှာ LAN နဲ့သူ့အပေါင်းပါတွေက victim ရဲ့ကွန်ပျူတာကို live နဲ့အချိန်ပြည့်စိတ်ကြိုက်ထိန်းချုပ်ခွင့်ရသွားပါတော့တယ်အဲ့ဒီလိုမျိုးအပြည့်အဝထိန်းချုပ်ခွင့်ရသွားပြီးတဲ့နောက်မှာဆီရာနိုက victim နဲ့ဖုန်းဆက်လက်စကားပြောစီပြီး crypto file တွေ bitcoin private key ပါတဲ့ file တွေကိုဖွင့်ခိုင်းနေချိန်မှာ LAM ကအဲ့ဒီ key တွေကိုအသုံးပြုပြီးတော့ bitcoin 4100ကျော်ကိုခိုးယူသွားခဲ့ပါတယ် My God! Oh my God! way. My God! Oh my God! LAM တို့ကငွေကိုတနေရာထဲမှာမထားပါဘူး wallet ပေါင်းများစွာကိုခွဲထားတဲ့ exchange အမျိုးမျိုးပြောင်းတဲ့အဲ့ဒါတွေအားလုံးကိုအချိန်ပိုင်းခြားပြီးတော့ပြုလုပ်ခဲ့တာပါ Bitcoin ပေါင်း4100ကျော် American Dollar တန်ပေါင်း230တန်းကျော်ဒီငွေတွေကိုရပြီးတဲ့နောက်မှာမာလုံးလန်းကစိတ်မထိန်နိုင်ခဲ့သလိုမျိုးတိုးတိုးတိတ်တိတ်နေမယ်ဆိုတာလည်းမရှိခဲ့ပါဘူးLos Angeles, Miami, American ရဲ့နာမည်ကြီး night club တွေမှာမာလုံးလန်းက VIP table, champagne bottle, DJ private session တွေကိုအများဆုံးယူပါတယ်။တရားရုံးရဲ့စာရေးစာတမ်းတွေအရတညကိုဒေါ်လာ4သိန်းရနေပြီးတော့9သိန်းအထိအရက် main ကလေးလုံခြုံရေးအကုန်ပါပါတယ်။သူ့အတွက်တညပျော်ဖို့ဒေါ်လာသိန်းချီသုံးတာဟာတာမန်ပါပဲ။ I wake up, flex on down that check, no drip is ဒါရင်မဲလားဆိုတော့မဟုတ်ပါဘူး LAM ကိုယ်တိုင်ဝန်ခံထားတာကစိန်ခံကားပေါင်းစုစုပေါင်း30စီဝယ်ခဲ့ပါတယ်အဲ့ဒီထဲမှာပါဝင်တဲ့ကားတွေက Lamborghini Custom Bike ကားလာပါ Ferrari Porsche Limited Edition Super ကားပေါင်းများစွာသူ့နာမည်နဲ့ Custom Bike လောက်ထားတဲ့ကားတွေကအစားပါဝင်ပါတယ်အချို့ကားတစ်စီးချင်းစီရဲ့တန်ဖိုးကအမေရိကန်ဒေါ်လာ3တန်းအထိတန်ဖိုးရှိပြီးတော့စတင်ဘာလ24ရက်နေ့အထိ32စီးတဲက22စီးကိုမတွေ့ရသေးပါဘူးမာလုံးလန်းဟာလက်ဝဲရနာနဲ့ fashion ဘိုင်းမှာလည်းအများအပြားကိုသုံးဖြုံးခဲ့ပါသေးတယ်တန်ဖိုးကြီးနိုင်တွေတန်ဖိုးကြီးလက်ဝဲလက်စားတွေတန်ဖိုးကြီးသူ့အတွက်တီးတန့်ထုတ်ထားတဲ့အဝတ်အထည်တွေဝတ်စုံတစုံရဲ့တန်ဖိုးကကားတစ်စီးလောက်ကိုတန်ဖိုးရှိခဲ့တာပါမာလုံးလန်းကမိုင်ယာမီမှာဇိမ်ခံအိမ်3လုံးကိုငှားပစ်ခဲ့ပါတယ်။ Hibiscus ကျွန်းမှာအိမ်1လုံး Waterfall Mansion လို့ခေါ်တဲ့ရေရဲ့အနီးမှာအိမ်2လုံးဒီတဲကအိမ်1လုံးရဲ့လစဉ်အငှားစရိတ်ဟာတစ်လကိုဒေါ်လာ68,000မှာရှိပါတယ်။အိမ်တိုင်းမှာရွက်လေ security private party ဆိုတာကတော့ LAM အတွက်အပြည့်အစုံပါပဲ။ LAM ဟာကိုပိုင်ချက်လင်ရင်နဲ့ Los Angeles ကနေပြီးတော့ Miami ကိုပြန်တန်းခဲ့ပါသေးတယ်။ LAM အတွက် Fat Club ကမလုံလောက်တော့ပါဘူး။သူ့အတွက်လိုတာချက်ပဲပါ။ LAM ဟာသူ့အတွက်ပဲမသုံးခဲ့ပါဘူး။ပါတီမှာရှိတဲ့လူတွေကိုလည်းတန်ဖိုးကြီးလက်ဆောင်တွေပေးတာကအစရီးစားဟောင်းကိုတောင်မှကားအသစ်တစ်စီးလက်ဆောင်ပေးခဲ့ပါသေးတယ်။ဒါပေမဲ့ကားပေးလေအခြေအနေတွေကတော့ပြန်လဲမကောင်းမွန်လာခဲ့ပါဘူး။ဒေါ်လာတန်းပေါင်း230တန်း Bitcoin 4100ကျော်ဒီလိုငွေတန်းရာကြီးခိုးယူပြီးတော့လုံးဝပျောက်သွားနိုင်မယ်လို့မာလုံးလန်းကထင်နေခဲ့တာလားဒါမှမဟုတ်ဒီပတ်စံတွေအားလုံးထဲမှာပဲသူ့ရဲ့ရာဇဝတ်မှုကိုသူကိုယ်တိုင်မေးပြောင်းနေခဲ့တာလား
ခိုးယူမှုဖြစ်သွားချိန်မှာပဲ Fitting ကချက်ချင်း FBI ကိုအကြောင်းကြားခဲ့ပါတယ် FBI Cyber Crime Unit က Bitcoin Blockchain Transaction တွေကိုစတင်စစ်ဆေးလိုက်ပါတော့တယ် Bitcoin ဟာ anonymous လို့ထင်ရပေမဲ့လည်း public ledger တွေဖြစ်လို့ငွေသွားရာလမ်းကြောင်းကိုအားလုံးမြင်နိုင်ပါတယ် Bitcoin 4100ကျော်ဟာ wallet တစ်ခုကနေပြီးတော့ wallet များစွာကိုခွဲပြောင်းနေတယ်ဆိုတာကိုချက်ချင်းတွေ့ရှိခဲ့ပါတယ် FBI ဟာ Gemini အပါအဝင် Crypto Exchange တွေနဲ့ချက်ချင်းဆက်သွယ်ပြီးတော့ KYC, Login IP ငွေထုတ်ယူမှတ်တမ်းစတာတွေကိုတောင်းခံခဲ့ပါတယ်အဲ့ဒီအချိန်မှာ wallet တစ်ခုကအမေရိကန်ရဲ့အတွင်းက exchange တစ်ခုနဲ့ချိတ်ဆက်ထားတာကိုတွေ့ရှိခဲ့ပါတယ် LAM က VPN proxy တွေကိုအသုံးပြုခဲ့ပြီးမြဲ FBI က login တိုင်း device fingerprint browser data တွေကိုစုပေါင်းပြီးတော့ VPN ရဲ့အနောက်ကအမှန်တကယ်အသုံးပြုသူရဲ့ IP ကိုတဖြည်းဖြည်းချင်းဖော်ထုတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ LAM ကိုဖမ်းမိစေခဲ့တာက FBI ကတော်လွန်းလို့တော့မဟုတ်ပါဘူး LAM ကိုယ်တိုင်ကပဲကိုထုတ်ဖော်လိုက်ခြင်းဖြစ်ပါတယ်သူကအပျော်လွန်နေခဲ့တာပါကိုပိုင်ချက်လျင်စီးမယ်မိုင်ယာမီမှာစိန်ခံအိမ်တွေငှားမယ် night club တွေမှာ VIP လို့သုံးဖြုံးမယ်ဒီຢာတွေအားလုံးက social media booking record အနေနဲ့ payment loss တွေကစအပြည့်အဝခြေရာကကြံခဲ့တာဖြစ်ပါတယ် FBI နဲ့ US Marshal က LAM ရှိနိုင်တဲ့နေရာတွေကိုတဖြည်းဖြည်းစောင့်ကြည့်ခဲ့ပါတယ် LA, Miami သူ့ရဲ့ super car တွေသူ့ရဲ့ဇိမ်ခံအိမ်တွေသူ့ရဲ့ private security အားလုံးကိုစောင့်ကြည့်နေခဲ့တာပါနောက်ဆုံးမှာတော့ LAM ကို Miami မှာရှိတဲ့ Waterford area အနီးနားမှာ FBI ကဖမ်းဆီးနိုင်ခဲ့ပါတယ်ဒေါ်လာတန်းရာချီကိုတစ်ခဏနဲ့ပြောခဲ့တယ်ဒါပေမဲ့အနာဂတ်လွတ်လပ်မှုဘဝအားလုံးကိုဆုံးရှုံးခဲ့ပါပြီလွယ်နဲ့ရတဲ့ငွေကအမြန်ဆုံးပျက်စီးစေတတ်တာလားဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေရော LAM လိုမျိုးဖြစ်လာနိုင်လားကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုလိုမျိုးစိတ်ဝင်စားစရာဗီဒီယိုတွေကိုကြည့်ကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe နှိပ်ပေးခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်